မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့အားလုံးတက်အမြဲအသက်ရှည်ကျန်းမာနေစေမယ့်နီလန်းရှိခုကိုမျှဝေပေးခြင်းပါတယ်နံပါတ်1ဆေးလိပ်ဖြစ်ပါဆေးလိပ်တောက်တာကအဆုတ်နှလုံးနဲ့သွေးကြိုးတွေကိုပျက်စီးစေပြီးတော့အဆုတ်ကင်ဆာခံတွင်းကင်ဆာလိုမျိုးယောဂဆိုးတွေကိုဖြစ်စေနိုင်ပါတယ်ဗျာဒါအပြင်ရုပ်ရည်ကိုလည်းအိုမင်းရင်ရော်စေပါတယ်နော်နံပါတ်2ကတော့အရက်ကိုအချင်းနဲ့သာတောက်ပါအရက်အလွန်အကျွန်းတောက်တာကအသေးဦးနှောက်နဲ့နှလုံးကိုထိခိုက်စေနိုင်လို့ပါဆရာဝန်တွေရဲ့အကြံပြုချက်အရဘီယာဆိုရင်အမျိုးသားတွေကတစ်နေ့ကို900မီလီလီတာအမျိုးသမီးတွေက350မီလီလီတာလောက်သာအများဆုံးတောက်သင့်ပါတယ်နံပါတ်3ကတော့အပြင်စာနဲ့တရေစာတွေ short စားကြပါစို့အချိုအငံနဲ့စီများတဲ့အစားအစာတွေကအဝလွန်ချင်းစီးကြိုနဲ့နှလုံးရောဂါတွေကိုဖြစ်စေနိုင်လို့ကြက်နိုင်သမျှ short စားသင့်ပါတယ်ခင်ဗျာကဲနံပါတ်4ကတော့အိပ်ရေဝါဝအေးပါအိပ်ရေပြတ်တာကကိုယ်ကန်အားစနစ်ကိုကျဆင်းစေတတ်ပါတယ်ဒါကြောင့်တစ်နေ့ကိုအနည်းဆုံး9နာရီကနေ9နာရီလောက်ထိအိပ်ဆက်အနားယူဖို့လိုအပ်ပါတယ်နော်နံပါတ်5ကလေ့ကျင့်ခန်းပုံမှန်လုပ်ပါအထိုင်များတာကယောဂဖြစ်ဖို့လွယ်ကူစေပါတယ်တစ်နေ့ကိုအနည်းဆုံးမိနစ်30 lunch လောက်တာရေကူးတာပြေးတာမျိုးလုပ်ပြီးရင်အသက်ရှည်ကျန်းမာစေမှာအသေးချပါပဲနံပါတ်6အချက်ကတော့စိတ်ဖိစီးမှုလျှော့ချပါစိတ်ဖိစီးမှုများရင်နှလုံးကျန်းမာရေးနဲ့ဟော်မုန်းတွေကိုထိခိုက်စေနိုင်လို့ပါဗျာတရားထိုင်တာအသက်ရှူလေးကျင်ခန်းလောက်တာဒါမှမဟုတ်ဝါသနာပါရတစ်ခုခုလောက်တာမျိုးနဲ့စိတ်ကိုဖြေလွှတ်ပေးလိုက်ပါနောက်တစ်ခုကနမက်ခနဲ့ဆေးကိုကိုယ့်တဘောနဲ့ကိုမတောက်ပါနဲ့ဆရာဝန်ညွှန်ကြားချက်မပါပဲအကိုအကိုက်ပြောက်ဆေးတွေပိုးသက်ဆေးတွေတောက်တုံးတာကရေရှည်မှာကြောက်ကက်ပျက်စီးတာဆေးရင်ပါတာတွေဖြစ်စေနိုင်လို့သတိထားရပါမယ်နောက်ဆုံးအချက်နံပါတ်8ကတော့ကျန်းမာရေးပုံမှန်စစ်ဆေးပါယောဂတွေကိုစောစီးစွာသိရှိကုသနိုင်ဖို့အတွက်အထူးသဖြင့်မျိုးတော်ရှိရင်ပေါ့နော်သွေးတော်စီးကြိုနဲ့သွေးရင်းအဆီဓာတ်တွေကိုပုံမှန်စစ်ဆေးသင့်ပါတယ်ခင်ဗျာအားလုံးပဲဒီအချက်လေးတွေကိုလိုက်နာပြီးကျန်းမာရှင်လန်းကြပါစေဗျာ